ဒီတစ်ခါမှာတော့ကျွန်တော်တကယ်ချင်း3ယောက် Bangkok to Chonburi ဘက်ကိုကျွန်တော်တို့ day trip လေးပေါ့နော်ဆိုင်ငယ်စီးပြပါတယ်လမ်းမှာကျွန်တော်တို့စီဝင်ထည့်ရပြီးတော့ကျွန်တော်တို့ coffee တောက်ကြတယ်ပြီးတော့ကျွန်တော်တို့ခရီးဆက်ကြတယ်လမ်းလေးရောဗျာအကွေးကောက်တွေနဲ့တော်တော်ကိုမောင်းကောင်းတယ်ရှူရင်းနေနဲ့တော်တော်လှတယ်ဗျကျွန်တော်တို့အဖွဲနဲ့ဆိုင်ငယ်စီးတဲ့အခါမှာတက်ညီလက်ညီဖြစ်ရင်တော့ပို့ပြီးတော့ဆိုင်ငယ်စီးလို့ကောင်းတယ်ဗျသူလောကိုလောပေါ့ဗျာဒါပေမဲ့အန်ရယ်ကိမှုတော့လူမယ်နော်ခင်ဗျားလည်းဆိုင်ငယ်ဝါသနာရှင်တယောက်ဆိုရင်တော့ဒီလိုလမ်းလေးမှာဆိုင်ငယ်စီးရတာကိုကြိုက်နေတတ်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျအခုဆိုရင်ကျွန်တော်တို့ဒိုင်နိုကဖေးဆိုင်လေးကိုရောက်ပါပြီခင်ဗျဒီမှာကျွန်တော်တို့ခဏနားကြတယ်ဗျာပြီးတော့တပုံလေးပါရိုက်တယ်စကားလေးပါလေးပြောတယ်ခရီးစဉ်နားပြီးမှကျွန်တော်တို့ဒီဟာပြီးတော့ခရီးဆက်ကြတယ်ဗျလမ်းမှာမထင်မှပဲဗျာမိမိုးနဲ့တူခဲ့သေးတယ်နည်းနည်းအေးချမ်းသွားတာပေါ့ကျွန်တော်လမ်းမှာခဏနားပြီးတော့ထမင်းဝင်စားကြတယ်ပြီးတော့ကျွန်တော်တို့ဘန်ကောက်ကိုကျွန်တော်တကယ်3ယောက်ပြန်မောင်းကြပါတယ်နောက်တစ်ခါကျွန်တော်တို့လည်းဒီလိုဆိုင်ကန်စီးဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ